Hello မင်္ဂလာပါမိုးသေးဘလော့လေးကကြိုဆိုပါရရှင်ဒီနေ့ကဂျူတီအပြန်ကိုရာသီဥတုကြီးရလဲလွမ်းစရာကောင်းနေပါတယ်ဟင်းချက်ချင်တဲ့ဟိုမရှိဘူးပေါ့နော်အတိုင်းပဲလဲအဆောင်မှာရှိတဲ့ဟင်းလေးကိုချက်ပြပါမယ်လိုက်ကြည့်ပေးဦးနော်မင်္ဂလာပါဒီနေ့ကတော့ကြက်ဥငပိချက်ကလေးချက်ပါမယ်ဟင်းစည်းလည်းမသွားပြလို့ပေါ့နော်ကြက်ဥငပိချက်ရယ်ပြီးတော့ဖျုံညွန့်လေးကြော်ပါမယ်ကြက်ဥငပိချက်ချက်ထားလေးကိုအရင်ဆုံးရိုက်ပြပါမယ်ဒါကငရုတ်သီးကြက်သွန်ထောင်းထားတာပေါ့နော်ဒါကတော့ဂွေးသီးလေးနည်းနည်းထောင်းထားတာဂွေးသီးလေးပါနည်းနည်းထည့်ချက်မယ်ဒါကတော့မြင်ငပိဒါကတော့အချုံမုံလိုစက်သားမုံလိုပေါ့နော်ဒါကတော့ညီမထည့်ချက်မယ်ငပိကြီးလေးပါကဲလိုက်ကြည့်ပေးအောင်နော်ကဲကြက်ငပိချက်ကလေးစချက်ပါမယ်ကြက်ငပိချက်ဆိုတော့တခါလေးလေးတစ်မျိုးတည်းနဲ့ပြီးသွားပါတော့နော်ငပိလေးတက်တက်ချက်စရာမလိုတော့ပါဘူးဒီကြက်ဥလေးတွေကိုမကြော်တော့ဘူးဒီတိုင်းလေးထည့်ချက်မယ်နော်ကြော်တာကြီးတိတ်မကြိုက်လို့ပါကဲလေးအိုးလေးပူသွားပြီဆိုလို့ရှိရင်စီလေးထည့်ပါမယ်စီကတော့အရင်မထည့်ပါဘူးနည်းနည်းပဲထည့်ပါမယ်အယောင်တင်မုံလေးထည့်ပါမယ်အယောင်တင်မုံကညီမတို့ရအယောင်တင်မုံကများများထည့်လဲရတယ်ပေါ့နော်သူကအနက်မရှိပါဘူးအရင်ဆန်မုံနည်းနည်းရောသွားလို့ပါကဲစီလေးချက်ပြီးဆိုလို့ရှိရင်တော့တက်သွန်အဖြူဒီလေးထည့်ပြီးတော့ဈေးတက်ပါမယ်ဒါငရုတ်သီးကြောက်ကိုထောင်းပြီးတော့ချက်ထားတာငရုတ်သီးကြောက်ကိုထောင်းပြီးတော့ချက်တာအရင်ကောင်းပါတယ်ဒါတော့ပေါ့နော်စီတောင်နည်းနည်းများသွားလားမသိပါဘူးကဲစီလေးတက်ပါမယ်မွေးနေအောင်တက်နော်စီလေးကိုမွေးနေအောင်တက်ပါမယ်ရှင်ငရုတ်သီးကြောက်ဆိုတော့အယောင်လေးကတော့လှနေရောဒီကတော့အရင်ညမနေပါဘူးကြွားလေးမှလို့မဟုတ်တော့လေဒီမျိုးစုံလေးနဲ့ထောင်းရတာဆိုအရင်မညက်ပါဘူးဒါပေမဲ့ဒီလိုပတ်သက်လက်လက်လေးကိုကြိုက်ပါတယ်ဒီငပိလေးနည်းနည်းကိုထည့်လုံးပါမယ်ငပိလေးလုံးလို့မှုေးပြီးဆိုလို့ရှိရင်ခွေးပြီးလေးထည့်ပါမယ်ခွေးပြီးရလဲအရင်အညက်တော့ထောင်းမထားပါဘူးအရင်မကြော်တော့ပါဘူးခွေးတီလေးခွေးတီလေးနည်းနည်းဟောဖြစ်ပြီဆိုရပါပြီငင်ငပိရကြတော့နည်းနည်းကြော်လိုက်လို့ရှိရင်ဖြစ်တော့မှဆိုလို့ပါကဲဒါဆိုလို့ရှိရင်အချုံမုံစားခဲရီသားရေလေးကိုလောင်းထည့်လိုက်ပါမယ်ပြစ်လေးရပါတယ်ဒါလေး
ဆိုရင်ရတာလေးနည်းနည်းမြည်ကြည့်ပါမယ်ချင်းချုံချုံလေးနဲ့တောင်းပါမယ်ချုံမုံလေးနည်းနည်းလိုလို့ချုံမုံလေးနည်းနည်းထပ်ထည့်ပါမယ်ဒီစက်သားမုံလေးနည်းနည်းထပ်ထည့်ပါမယ်ဒီလောက်ဆိုလို့ရှိရင်ဒီကြက်ဦးလေးတွေထည့်လို့ရပါပြီဒါလေးတွေကိုကလပ်ကလေးထည့်ပါမယ်ဒီနေ့တစ်ခါမှဆိုလို့ပါဒါလေးဆိုလို့ရှိရင်စားခြင်းတဲ့ပွဲကျဲဦးခင်လေးရပြီပေါ့နော်ပြီးရင်တော့မပြီးရင်လောင်းပါမယ်ဖုန်းလေးခဏအုပ်ပါမယ်တန်တန်ခဏနေလို့ရှိရင်ပြန်ဖွင့်မယ်ပြီးရင်ငပိရေလောင်းပါမယ်အမွှေးလေးတိုင်းလာပြီဆိုတော့ဖွင့်ကြည့်ပါမယ်ဒါဆိုရင်တော့စီကျန်းနေပြီတိုးတိုးဖြစ်နေပြီစီလေးတော့နည်းနည်းများသွားပါလေစီလေးတာပိုကောင်းတယ်ပေါ့နော်ငါနည်းနည်းလက်လောင်သွားပါလေအမေကလေးတွေထမဆိုလို့နည်းနည်းလေးကြော်ပြီးလုပ်ပါမယ်ဒါဆိုလို့ရှိရင်ငပိတောင်းလို့ရပါပြီဒါညီမရဲ့ငပိလေးပါဒါငပိလောင်းပြီးသွားတဲ့အချိန်တွေပါဒီလေးနဲ့လည်းထည့်လိုက်သေးတယ်နော်သူကငပိရနည်းနည်းဟောပြလို့ရှိရင်ငန်းသွားမှာဆိုတော့ဒါမှတ်သွားပြီပြန်လှည့်မယ်ဒါလေးကတော့ပလက်ပြီလားနောက်လို့မရပါဘူးနောက်ချင်းအနည်းသွားမှာဆိုတော့ဒါဆိုလို့ရှိရင်ဒီလိုရပါပြီဝေးဒီချက်ဦးငပိချက်ပေါ့နော်နည်းနည်းလေးပေါ့ပါတယ်စားလေးနည်းနည်းထည့်ပါမယ်ဒါလေးနည်းနည်းအေးခမ်းပြီဆိုလို့ရှိရင်တော့ချလို့ရပါပြီစားခြင်းဆက်ပဲဒီလေးငပိချက်လေးပါအနည်းလေးဆက်ပါမယ်ဒီစင်တော့ဖုန်းလေးပြန်ဖုန်းလိုက်ပါဦးဒါလေးဆိုလို့ရှိရင်စားလို့ရပါပြီစားခြင်းဆက်ပဲချက်ဦးဝေဒီမီချက်ပါလိုက်ချက်စားပြီးနော်ကောင်းပါရဲ့ပြီးရင်ဖေုံလေးကြော်ပါမယ်ပြီးရင်သမီးစားပြမယ်နော်ချက်ပါပြီတန်တန်တန်ဒါလေးရတော့ကိုတက်တလောက်မှတ်တလောက်တညသေးစားရေးစိတ်ထားပါတော့အဆင်ပြေတယ်ဆိုလို့ရှိရင်စားပြပါမယ်ကဲဖေုံလေးကြော်ပါမယ်ဒါဆိုအယိုးလေးတွေအရင်ထည့်ကြော်ပါမယ်အယိုးလေးမျိုးမှာဒီလိုကြော်ပါနော်
Definitely mà rồi mà phải không cần làm gì để chơi đi đặt nó Okay, ဒါလေးဆိုစားလို့ရပါပြီတန်တန် Hello စားကြပါအောင်ရှင်ဒါကကြက်ဝင်ပြီးချက်ဒါကပြုံညွတ်ကြောဒါမျိုးပြီးမုံလေးနဲ့စားမှာပါကဲဒီမင်းနဲ့ဦးစားမှာနော်ဝင်ရဒီမျိုးပြီးမုံအရင်စတာလက်နဲ့နေစားပူမာလာတော့မသိဒါပေမဲ့လက်နဲ့စားမှာပါရှိရဆိုတော့လေနည်းပဲနေစားတော့ရင်းစတယ်ကဲစားကြပါအောင်ဆောဖန်ဘယ်လိုမျိုးလဲရာဒီပေါ်ခြင်းလေးချိုးနေရလားဒီလိုကြောက်ငပြီးချင်မျိုးလိုက်ချက်စားတယ်နော်အရင်ကောင်းမြတ်တုံးကတော့23ဆိုတော့ဥဟင်းပါနော်ငယ်ချင်းတို့စားနေကြပြီ။အားစားအောင်နော်။အဲ့တော့ဘုံနဲ့ရအောင်ပြုံးလို့ရ
တော်ချူချူလေးပြီးရင်တော့လက်တွေပူမယ်ဖေယုံညွန့်လည်းကြားပါတယ်အရင်မပေါ်သေးဘူးဝေးစားမညွန့်သေးဘူးပေါ့နော်ရှာပပမှားပြီးတော့ဝယ်စားဒီဆက်တယ်我ချက်ပုံကောင်းအဲ့တော့ငါပြီးနေစားတာညီမရဲ့ဗီဒီယိုလေးတွေကိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်တတာ